Joshua ဘာနဲ့ Alexander ပန်တို့ကြတော့နှစ်ယောက်ကတော့ဒီနေ့မနက်ခင်းကပြုလုပ်ခဲ့တဲ့ UFC 323ရဲ့ပွဲကြိုအင်တာဗျူးမှာနှစ်ယောက်ထိပ်တိုက်တွေ့ခဲ့ကြပါပြီ။နှစ်ယောက်လုံးကလည်းတယောက်နဲ့တယောက်အပြန်အလှန်လေးစားမှုရှိကြပါတယ်။အဲဒါကြောင့်စကားတွေကတော့အများကြီးသိပ်ပြီးတော့မပြောခဲ့ကြဘူး။လိုရင်းတို့ရှင်းပဲပြောခဲ့ကြပါတယ်။ပန်တို့ကြနဲ့ဘန်တို့နှစ်ယောက်ပြောထားတဲ့ဟာကိုလူတို့ရှင်းပြောရရင်Joshua ဘန်ကဘာပြောထားလဲဆိုရင်ပန်တို့ကြဟာလက်ရှိချိန်မှာflyweight တန်းရဲ့အကောင်းဆုံးဖိုက်တာတစ်ယောက်ပါကျွန်တော်နေကလည်းသူ့ကိုလေးစားပါတယ်ဒါပေမဲ့လာမယ့်စနေနေ့ကျရင်တော့အလဲထိုးပြီးသူ့ရဲ့ခပတ်ကိုယူမယ်ဆိုပြီးတော့ပြောခဲ့တာပါအလက်ဇန်နာပန်လိုဂျာကလည်းသူ့အနေနဲ့ဂျိုရှူအာဘန်ကိုလေးစားမှုရှိတယ်ဒါပေမဲ့တန်တကာဝိုင်းနဲ့ရောက်ရင်တော့ပြင်းမှာပါဂျိုရှူအာဘန်ကငယ်ရွယ်ပြီးတကယ်ကောင်းတဲ့ဖိုက်တာပါဒါပေမဲ့သူ့အနေနဲ့ကပွဲအတွေ့အကြုံနည်းပါသေးတယ်ပြီးရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်တွေကလည်း ground game ကိုခေါ်မစော်ပဲနဲ့သူအတန်နဲ့ striking ကိုပဲရှင်စော့လို့ရှုံးရတာပါကျွန်တော်ကတော့အဲ့လိုမဟုတ်ပါဘူးပွဲကိုအနိုင်ရဖို့အတွက်ကျွန်တော်ရဲ့အားသာတဲ့ ground ပိုင်းကိုခေါ်စော့ပြီးတော့ချုပ်ကွက်နဲ့ပွဲသိမ်းသွားမှာပါဆိုပြီးတော့ပန်ဒိုဂျာကပြောခဲ့တာပါဆိုတော့နှစ်ယောက်လုံးကတော့ကွင်းထဲမှာ share ပြင်းကြပါလိမ့်မယ်ဒီနေရာမှာကျွန်တော်သတိထားမိတဲ့လောက်အနေငယ်ပြောရရင်အလက်ဇန်နာပန်ဒိုဂျာရဲ့မျက်နှာမှာစိုးရင်ပူပန်စိတ်တွေပေါ်နေတာကိုတွေ့ရတယ်တိတ်ပြီးတော့ယုံကြည်မှုမရှိသလိုပဲနောက်ပြီးဘန်နဝေတန်းကိုတက်မယ်ဆိုပြီးလဲဒါလေတံပစ်ထားတယ်ဆိုတော့ဒီပွဲအတွက်ပန်ဒိုဂျာကြည့်ရတာတိတ်ပြီးတော့ယုံကြည်မှုရှိဟန်မတူပါဘူးကျွန်တော်တို့ဂျိုရှူအာဘန်ကတော့လုံးဝတက်တက်ကြွကြွပါပဲပန်ဒိုဂျာကိုကြိတ်မယ်ဆိုတဲ့အထာနဲ့လက်ဝဲဟန်အောင်ထုတ်ပြလိုက်ပါသေးတယ်အဲ့ဒါကြောင့်ပြောရရင်ယုံကြည်မှုပိုင်းမှာတော့ကိုလူကတာနေတယ်လို့ပြောလို့ရပါတယ်ကျွန်တော်ကတော့ဂျိုရှူအာဘန်ကိုလုံးဝယုံကြည်ပါတယ်သူ့အနေနဲ့အကောင်းဆုံးလုပ်ပြပါလိမ့်မယ်ဒီပွဲစဉ်ကိုတော့လာမယ့်တနင်္ဂနွေနေ့မနက်ခင်းပိုင်းမှာကြည့်ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်